ညဘက်အိမ်နာတော့ကိုမြူးဖွင့်လိုက်တဲ့အချိန်မှာတင့်ချတော့အောက်ကနေခြေချောင်းတွေအများကြီးရှိတဲ့အင်းဆက်တစ်ကောင်လူများစုကတော့ဒီအချိန်လေးမှာဆိုရင်ဖက်နှက်နဲ့ရိုက်တက်ဖို့ပဲပြင်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ခဏလေးပါမတက်ခင်မှာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဘာလို့လဲဆိုတော့အဲ့ဒီခြေတော့အများကြီးပါတယ်ဒီအင်းဆက်လေးကကျွန်တော်တို့အိမ်မှာအလွန်အသုံးဝင်တဲ့အကောင်လေးတစ်ကောင်ဖြစ်နေနိုင်တဲ့တော့ပဲဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာတော့ကျွန်တော်တို့အိမ်တွေမှာတစ်ခါတရံမှာမြင်တွေ့ရလိမ့်ရှိတဲ့ house fantasy ညီမလို့ဆိုရင်တော့အိမ်ဆောက်ကင်းချင်များလို့ခေါ်လို့ရပါတယ်ဒီနေ့မှာကျွန်တော်ကသူတို့ရဲ့မယုံနိုင်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြောပြပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာဒီအိမ်ဆောက်ကင်းချင်များလေးတွေမှာကတော့ခြေထောက်ဘယ်နဲ့ညာနှစ်ဖက်15ဆုံပတ်ရှိရဖြစ်ပါတယ်ဆိုတော့ခြေချောင်းအချောင်း30ပါဝင်ပြီးတော့ဒီခြေထောက်တွေကြောင့်ပဲသူတို့ကကဘာပေါ်မှာအမြန်ဆုံး insect တွေတဲကအကောင်ဖြစ်နေရတယ်ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့အာယုံခံစနစ်ကပိုပြီးအံ့ဩဖို့ကောင်းပါတယ်သူ့မှာကရှည်လျားတဲ့အာယုံခံ antenna တွေပါတဲ့အပြင်သူ့ရဲ့ခြေထောက်တွေကအာယုံခံစနစ်ရဲ့အဓိကအပိုင်းကိုအလုပ်လုပ်ပါတယ်အမောင်ထဲမှာတော့မှတားကောင်ဘယ်မှာရှိလဲဆိုတော့လေတုရဲ့လောက်ခတ်မှုနဲ့တင်သိနိုင်တဲ့အစွမ်းတွေရှိပါတယ်ခင်ဗျာကဲဆက်လက်ပြီးတော့ကျွန်တော်ဆက်ရှင်းပြပေးမှာသူတို့ကိုကျွန်တော်တို့ကဘာလို့ကျွန်တော်တို့အိမ်တွေမှာအသုံးဝင်တဲ့အကောင်လေးတွေလို့ခေါ်ရတာလေဖြေကတော့သူတို့ရဲ့အစားအစာအကြောင်းပဲဖြစ်ပါတယ်သူတို့ကလူတွေကိုဒုက္ခပေးဖို့စိတ်လုံးဝမဝင်စားပါဘူးဒါပေမဲ့တင်တကယ်မုန်းတီးတဲ့အကောင်တွေကိုတော့အညိုတေးထားပြီးတော့အပြက်ရှင်းပေးပါတယ်ဥပမာပိုးဟတ်ချအိမ်မြောင်ပင့်ကူပြီးတော့ကျွန်တော်တို့အိမ်ရာထဲမှာမြင်တွေ့ရလိမ့်ရှိတဲ့ညာဘက်အိတ်ဆက်ချိန်မှာအနှောက်အယှက်အရမ်းပေးတဲ့ဂျပူးဒီလိုအိတ်ဆက်လေးတွေကိုဒီအိမ်ဆောက်ကင်းချင်များလေးတွေကသူတို့ချက်တောက်တွေနဲ့ရစ်ပတ်ပြီးတော့ဖမ်းချုပ်တယ်ပြီးတော့အစိမ့်နှဲငယ်ထိုးပြီးတော့အပြက်ရှင်းပြတာပဲဖြစ်ပါတယ်ဆိုတော့တင်ဟာတင်အိမ်မှာပိုးဟတ်တွေတခြား insect တွေအများများနေလို့စိတ်ညစ်နေတယ်ဆိုရင်ဒီ house fantasy လို့ခေါ်တဲ့အိမ်ဆောက်ကင်းချင်များလေးတစ်ကောင်ရှိနေတာပိုးသက်ဆေးဘူးတဘူးရှိတာထက်တောင်ပိုပြီးတော့ထိရောက်ပါတယ်โอเคနောက်ဆုံးအနေနဲ့ကျွန်တော်ကလူတိုင်းသိကျင်နေကြမယ်မိကုံကျွန်တော်ဖြေပြပါမယ်သူကလူကိုကြိုက်လားအစိတ်ရှိလားအဖြေကတော့အစိတ်ကရှိပါတယ်ဒါပေမဲ့စိတ်အေးထားပါသူတို့ရဲ့အစိတ်ကပရွက်စိတ်တစ်ကောင်ငကြိုက်ခဲတာလောက်ပဲနာကျင်မှုရှိပြီးတော့သူတို့ကလူကိုမြင်ရတဲ့အရင်ဆုံးပြေးဖို့ပဲကြိုးစားတတ်တဲ့အကောင်လေးလည်းဖြစ်ပါတယ်ခင်ဗျာသူတို့ကိုလက်နဲ့အတင်းဆုပ်ကင်တာမျိုးမလုပ်ဘူးဆိုရင်သူတို့ကလူကိုဘယ်တော့မှအနေပြုတ်မဲ့ insect မဟုတ်ပါဘူးခင်ဗျာနောက်ပြီးတော့သူတို့ကတကိုယ်ရည်တန်ရှင်းရေးကိုလည်းအရန်ဂရုစိုက်တတ်တဲ့အကောင်လေးလည်းဖြစ်ပါတယ်အစာစားပြီးတိုင်းမှာသူတို့ရဲ့ခြေချောင်းအချောင်း30လုံးကိုတစ်ချောင်းချင်းစီပြန်ပြီးတန်ရှင်းရေးလုပ်ပါတယ်ဒါကတော့တကယ်ကိုအံ့ဩကောင်းတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်เนาะဆိုတော့နောက်တစ်ခါမှာကျွန်တော်တို့အိမ်ရဲ့ရေချိုးခန်းထဲမှာပဲဖြစ်ဖြစ်ချားပယ်နေရပါပဲဖြစ်ဖြစ်သူတို့ကိုတွေ့ရင်ဖက်နှက်နဲ့ရိုက်တက်ဖို့မလုပ်ပါနဲ့သူ့ဘာသာသူပိုးဟတ်တွေနဲ့တခြား insect လေးတွေကိုလိုက်ဖမ်းခွင့်ပေးလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်ပေါ်မှာရှင်းပြခဲ့သလိုပဲကျွန်တော်တို့ဒီတဘာဝတရားကြီးကကျွန်တော်တို့အိမ်တွေကိုဒီခြေထောက်အများကြီးပါတဲ့ insect လေးကိုလှုပ်လိုက်တာကအကြောင်းပဲမဟုတ်ပါဘူးသူကအိမ်ရဲ့ကျန်းမာရေးတန့်ရှင်းရေးပြီးအထူးသဖြင့်တခြား insect လေးတွေရဲ့အထင်းကိုမဲ့မျိုးပွားမှုထိန်းညှိပေးနေတဲ့ကောင်းလေးတစ်ကောင်ပဲဖြစ်ပါတယ်ခင်ဗျာကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့အိမ်မှာမြင်တွေ့ရတဲ့ house fantasy လို့ခေါ်တဲ့ဒီအိမ်ဆောက်ကင်းချင်များလေးတွေအကြောင်းကိုပြောပြပေးတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်ဗီဒီယိုတွေမှာဘယ်လိုမျိုးထူးဆန်းတဲ့အကောင်လေးတွေအကြောင်းသိချင်နေလဲဆိုတော့ comment မှာပြောခဲ့ပြီးလို့ရပါတယ်ခင်ဗျာကျွန်တော်တော့ Ivan မှာဒီဗီဒီယိုလေးကိုသဘောကျရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะဆိုတော့နောက်ဗီဒီယိုပြန်လည်ဆုံတွေ့ပါပဲအခုလိုကျွန်တော်တို့အချိန်မကြည့်ချုပ်ပြီးတော့ကျွန်တော်ဘက်ကနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ